ကျေဦးတင်မယ်ပြီးတော့စီအနည်းငယ်လေးထည့်ပါမယ်ပြီးရင်ဂျင်းထည့်ပါမယ်ပုံထားလိုက်မယ်စူလာပြီဆိုရင်ကျွန်တော်အသစ်ဆေးကြောထားတဲ့အမေးသားကိုထည့်လိုက်ပါမယ်ပုံထားလိုက်ပါမယ်စူလာပြီဆိုရင်အသေးချာဘေးကအနှစ်တွေကိုပြန်ဆင်းမယ်ပြီးတော့နောက်တစ်ယူပြန်ပြုတ်ပါမယ်အသားနုံလာပြီဆိုရင်တော့ကျွန်တော်ဒီကောင်ထုတ်လိုက်ပါတော့မယ်ပြင်းတယ်နောက်တစ်လုံးတည်ပါမယ်ပါဝင်မဲ့ပစ္စည်းတွေကတော့ဒါ6ရွက်ဒါချက်သွန်ဖြူဒါပင်စင်ဒီနေ့အဆက်အနေနဲ့ကတော့ငရုတ်သီးစိမ့်ပေါ့ဒါချက်သွန်လေးဒါအချင်းရှင်ရတာရှိတော့တံပြားသီးထည့်မယ်ဒီမှာကျခင်းချင်သည်စပလင်ချမ်းတယ်ဂျင်းပေါ့ဒါလည်းထည့်ပါမယ်စူလာရီဆိုဂျင်းထည့်မယ်စပလင်ထည့်မယ်ချက်မထည့်မယ်ဒီချမ်းထည့်မယ်ဘာလို့လဲတဲ့ချက်တော့ဖြစ်ဒီစားတော့ခုနကပူထားတဲ့အမေသားထဲŞöyle çevirelim. Şöyle. Neyse. Bien, phone အုပ်ထားလိုက်ပါမယ်။စူလာပြီဆိုရင်မွေးနေတာပဲနည်းနည်းကတော့ဒါဆိုရင်တော့အတင်းစားလို့ရပါပြီ။ခူးလိုက်ပါတော့မယ်အချင်းကြရင်တော့တံပြားသီးကိုလိုရတဲ့လောက်တော့သုံးလို့ရတယ်ခုကတော့ကျွန်တော်အနေနဲ့ကတော့နှစ်ချမ်းသုံးထားပါတယ်ပြီးတော့ဒီနေရာမှာငရုတ်ကောင်းကိုထည့်နေရပါနော်အဆင်ပြေသလိုပေါ့